မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ဒီချိန်မျိုးလေးရဲ့ဒီနေ့တော့စနေနေ့နက်နက်ခင်းလေးမှာဒီချိန်မျိုးလေးရဲ့တနင်္လာနေ့ဒီလာတရားကျင်းကြတဲ့တနင်္လာ9ရောက်နဲ့မိတ်ဆက်ပြီးလို့စီစဉ်လေးမှာပထမဦးစွာညီလေးမြမင်းရဲ့နော်တင်ထားတဲ့ဖွဲ့မှုလေးကိုတော့မိတ်ဆက်ပြီးပြန်ကဲဒီဘက်လာပြီးကြည့်ပြပါမယ်ဟုတ်ပြီအဲ့ဒါကြပြပါမြမင်းလေးကဲကျွန်တော်ရဲ့တနင်္လာနေ့အရန်ကျွန်တော်တင်ထားတဲ့ကိုပူတော်နေပါတယ်နော်ကျွန်တော်တင်ထားတာတီးတာလေးပဲတင်ထားပါသူတို့ကိုယ်ကရိုးတွေတော့မတင်ထားပါဘူးသူတို့ရဲ့ဖြတ်ထုံးညာနေနဲ့သူတို့နော်ပူကောင်းမလားဆိုပြီးတော့ဖန်တီးထားတယ်ကညီလေးမြတ်မင်းလို့ခေါ်ပါတယ်ဒါလေးမိတ်ဆက်ပြပါဆရာပေးတယ်မင်္ဂလာဘယ်လာတင်တာလဲရွှေပြည်သားရွှေပြည်သားဟုတ်ပြီမြတ်မင်းတင်တာဘယ်နှစ်ရက်ရှိလဲဒီကောက်ဆို၄ကောက်ကြာ၄ကောက်ဆို၄ချိန်ပေါ့၄ရက်ပေါ့နော်၄ရက်တင်တာဘာရှင်းလေးသိပြပေးမလဲဆရာရှင်းပေးဖို့ဟုတ်ပြီအဲ့ဒါလေးကိုဆရာကိုဆရာကိုညီတဲ့အနေနဲ့ရသလောက်အဆိုလေးပါညီးပြီးတော့နော်ရသလောက်ပေါ့ဆရာလည်းနောက်ကထောက်ပေးမယ်အဲ့ဒါလေးကိုပြောပြပေးပါအောင်နော်ကဲဆင်းပြေစလိုက်အောင်နော်ဆာမယ်3 4 1 2 3 4ဟုတ်ပြီဟုတ်တယ်နော်ကြရည်နော်အချိန်2လပဲပြီးရုံမှာပဲနော်ဘတ်ကို2ရက်နဲ့အဆင်ပြေပါလားဒါပြီအဆိုလေးပါပါဒီချက်လေးရဲ့အတွင်းလေးမှာညမင်းလေးရဲ့ဒီချိန်မျိုးလေးပေါ်ကျိုးစားမှုလေးတွေနော်ပြတာပါနောက်တစ်ခါတော့ဆုံးနေပွင့်နေတောင်းနေမြတ်ချမအေးချမ်းတာတော်တော်မျိုးလေးကိုအလေကောင်းရောက်လာပါလို့ဟာဆောင်မှုရင်နဲ့စီနာလေးမှနေနေခဲ့တဲ့ပါရိုးလာပြီရှမ်ပေဘူးလို့ကိုပါစေကဲနေချောင်းပရက်လေးမှာတသားမင်းမင်းများကိုဒီချိန်မျိုးလေးကြီးတစ်ခါတော့အလဲလာပြီးတော့နေလည်ကြပါဦးလို့ဒီချိန်မျိုးလေးလည်းဖိတ်ခေါ်ပါတယ်နော်ဒီချိန်ကတသားမင်းမင်းတွေကိုနေရာဒီမှာလဟတ်တမတာပဲနဲ့အဲဒီချိန်မျိုးလေးရဲ့ဘယ်လိုပေါ့လူပညာတန်လေးနဲ့မိသားစုမောတွေပြအောင်လို့အချိန်2လအတွင်းမှာအခုလိုတက်အောင်သင်ပေးနေပါတယ်ဟုတ်ပြီအင်တိုလေးနဲ့သင်ရအောင်လိုက်သွားပြီဒီရွှေပြည်သားမြမင်းလေးပါကျေးဇူးတင်ပါတယ်ငါညီလေးနော်